ကိုလည်းတရားထုတ်မယ်ဆိုလို့ရှိရင်တော့ကိုဘွားဘယ်နှဘွားကြမှာကိုအသိဉာဏ်နဲ့ရင်းမယ်ဆိုရင်အဲ့ကြမှာတော့ရမှာပေါ့ဒီကြားထဲမှာအနုခုလိုက်ရင်တော့ပိန်ရှုံသွားမှာပဲနော်ပုတ်သွားမှာပဲအဲ့တော့ရင်းကျက်မှုဆိုတာသူကလည်းသူလာလိမ့်မယ်အဲ့ဒါကတခုနောက်ဆုံးဆင်ကြတော့ဝိဇ္ဇာနဲ့ဝိမု ക്തി အသိဉာဏ်ရတာနဲ့ဝိဇ္ဇာဆိုတာမဉ္ဇဉ်ဆိုတဲ့အသိဉာဏ်ဖြစ်လာလို့ရှိရင်ဝိမု ക്തി ဒုက္ခတွေကလွတ်သွားမယ်ဘာဒုက္ခလွတ်တော့ကိလေသာဒုက္ခလွတ်မယ်ဝတ္တဒုက္ခလွတ်မယ်ကိလေသာကလည်းဒုက္ခပေးလို့သူ့ကိုလည်းဒုက္ခလို့ခေါ်တယ်ကိလေသာကြောင့်ဖြစ်တဲ့ဘဝဒုက္ခဝတ္တဒုက္ခလည်းဒုက္ခပဲနော်ဝိမု ക്തി ဆိုတာအဲ့ဒီပဲအသိဉာဏ်နဲ့မှလုံးဝလွတ်မြောက်မှုဖြစ်တယ်ပေါ့အဲ့ဒါတွေမလွတ်သေးသမျှတန်တရားကမပြည့်စုံသေးဘူးအဲ့တော့ဘုရားဘာသာရဲ့လမ်းဆုံးပန်းနိုင်ကဝိဇ္ဇာနဲ့ဝိမု ക്തി ပဲဒီတတွဲနဲ့သွားတာအသိဉာဏ်ကရတ္တမေထီအောင်ရောက်သွားပြီဆိုရင်ဝိမု ക്തി အလုံးကဒုက္ခအလုံးကလွတ်မြောက်သွားပြီလို့ပြောရမယ်နော်ဘာကလွတ်မြောက်တာကိလေသာလွတ်မြောက်ကိလေသာလွတ်မြောက်သည့်အတွက်ကြောင့်ဒုက္ခအလုံးကလွတ်မြောက်တာဒါအကြောင်းလွတ်မြောက်လို့အကျိုးပါလွတ်မြောက်တယ်နော်အဲ့တော့ဒီသင်္ကေတိတုံမှာအခုလိုချက်ကလေးတွေဒါတချို့ချက်တွေတော့ခြံထားခဲ့တယ်အရေးကြီးမယ်ထင်တဲ့ချက်ကလေးတွေရွေးဟောတာဖြစ်ပါတယ်ဒါကြောင့်တရားချက်ကင်သူတော်စင်ပြိဿအပေါင်းတို့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေဟာတကယ်ကိုစနစ်တကျအတွဲလိုက်ဟောပေးထားတာဖြစ်လို့ကိုယ်တဏ္ဍမှာဒါတွေကိုလုံးဝမဲ့ဟာတွေအများကြီးရှိတယ်ဆိုတာအဲ့ဒါတော့သိရင်ကိုလည်းမဆိုးပါဘူးနော်ကိုဘာဖက်ဆိုတာဘယ်တော့မှမဖြစ်သေးဘူးနော်ဘာဖက်မဖြစ်သေးဘူးလုံးဝမဲ့အားတွေအများကြီးကြံနေသေးတယ်ယန္တာဖြစ်မှသာကတံကရဏီယံလှုပ်ရှားတွေကုန်ပြီအလုံးလှုပ်ပြီးသွားပြီလို့ပြောလို့ရမယ်ပုရုဇဉ်နေမှာဆိုရင်လှုပ်ရှားတွေကြံသေးတယ်ပဲပြောအောင်ပါပဲမလှုပ်ရသေးတာတွေကများတယ်လှုပ်ပြီးသားကနည်းနည်းလေးပဲရှိတယ်တန်းလန်းပေါ့နော်တန်းလန်းပဲအေးဒါကြောင့်မို့မြတ်ဗုဒ္ဓရဲ့ဆုံးမတရားတော်တွေကိုသိရှိနားလည်ပြီးတော့မိမိတို့ဘဝတိုးမြင့်သွားနိုင်အောင်လူတိုင်းကျင့်သုံးရမယ့်တရားတွေအတိုင်းလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်းရှိတဲ့ချာရှင်ဖေယဖေယတပည့်တော်တို့သည်ဓမ္မအတိညာရရှိမှသာလင်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ပါသောကြောင့်ဓမ္မအတိညာရရှိစေရန်ရှိတန်ကြလျက်ဓမ္မတပင်ရှင်ကျင့်ပါပြုလို့ကြ၍အဝတ္တဒါနဓမ္မဒါနတရားလူတော်ကိုပေးလူကြပါကုန်၏တရားတော်မြတ်ကိုရှုသိလေးမြတ်စွာမမတ်သားသာအာယုန်ထားလျက်နာကြားကြပါကုန်၏တရားတော်မြတ်ကိုတတ္တဗဝတ္ထုအစုစုတို့ဖြင့်ပူဇော်ကြပါကုန်၏ယနေ့ယခုအထုပြုလို့ကြရသောဤကောင်းမှုဤကုသိုလ်စုစုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှုဤဖို့ပါကကိုအမိအဖာအဖို့ဖွာဆွေမျိုးညတိတို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏သာသနာတော်ဆောင်နှင့်လောကဆောင်နှင့်တို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏30ဘုံကျင့်နေကုန်သောလုံးစုံများစွာတတ္တဝါတို့သည်ကုသိုလ်အမြတ်ကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှဖြာ
ချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်း